ဒီနေ့တော့စိတ်ကူးထဲမှာရှိနေတဲ့မျိုးသီးစိမ့်ငပိကျက်ရဲ့ကြက်ပေါင်ကြော်ရဲ့ကစွန်းရွက်ကြော်လေးတွေရဲ့ချက်စားပါမယ်။ဒါနဲ့စကားမဆက်လေဒီထိုင်းရကြက်ပေါင်လေးတွေကဘာဖြစ်လို့အဲ့လောက်တောင်သေးနေရတာလဲနော်။ကြက်ပစ္စည်းလေးတွေရဲ့ပေါင်များလား။အရင်ဦးဆုံးအနေနဲ့ကြက်ပေါင်လေးတို့ရေးဆေးပြီးတော့ဓားရလေးပေးလိုက်ပါတယ်။လက်ရည်လေးဝတ်ပြီးတော့မှစနွင်းမော့အရသာမော့စားအချိုမော့ကိုနည်းနည်းပဲသုံးပါတယ်။အဓိကတော့ခနောထည့်သုံးပါတယ်ရှင်။အကောင်ထည့်ပြီးသွားပြီဆိုလို့ရှင်တော့ညီမကပဲငက်မြရည်လေးနည်းနည်းပေါက်ပြီးတော့မှနေလိုက်ပါတယ်။ကြက်သားတွေကိုအရသာတွေစိတ်ဝင်သွားအောင်လို့ညီမကတော့စုပ်ပြီးတော့နေပါတယ်ရှင်။တယောက်နဲ့ကြက်သားနှစ်ပုံချင်းကတော့တူမှာမဟုတ်ပါဘူးနော်။အခုတော့စပြီးတော့ကြက်ကြော်ဖို့အတွက်ပြင်ဆင်ပါတယ်။စီကိုတော့များများလေးထည့်သုံးတာပါတယ်။နောက်ပြီးကြရင်ညီမကကစွန်းရွက်လေးဒီစီနဲ့ပဲကြော်မှာဆိုတော့လေနော်စီစော်ကြီးတွေကများများလေးထည့်ကြော်ထားပါတယ်။စီများတော့အိုးလည်းမကတ်တော့ဘူးပေါ့။ကြက်ပေါင်လေးတွေကအရန်သေးသေးလေးတွေအဲ့တော့အားမရအောင်သူ့ကြည့်ရတာနဲ့လေ။နောက်တော့ညီမကြက်ပေါင်ကိုဟိုဘက်လှည့်ဒီဘက်လှည့်ဟိုဘက်တစ်ဘက်လှည့်ပြီးတော့ဗောနော်ကြက်သားလေးတွေหนีရဲလာတဲ့အထိညီမအခုလိုလေးကြော်ထားလိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမကစွန်းရွက်လေးစားပြီးတော့ကြော်ပါတယ်ကြက်သွန်အဖြူနဲ့ငြုပ်သီးစိမ်းလေးနည်းနည်းထည့်ထားပါတယ်ပြီးရင်တော့ခရူးစီလေးနည်းနည်းသုံးထားပါတယ်ရှင့်တမေစာပဲဖြစ်တဲ့အတွက်တစည်းပဲကြော်လိုက်ပါတယ်ကစွန်းရွက်လေးလည်းမြင်မြင်ဆန်ဆန်လေးကြော်ပြီးသွားပြီဆိုတော့ညီမရဲ့ရှူရှဲပွင့်ထွက်စီမဲ့ငြုပ်သီးစိမ်းငပိကျက်လေးစားပြီးတော့ချက်ပါမယ်ငပိရည်ကိုတော့အစောကြီးတွေကတော့ကြိုထားရပါမယ်နော်ညီမကတော့ငပိရည်ကြိုပြီးသွားပြီဖြစ်တဲ့အတွက်အခုကတော့ငြုပ်သီးစိမ်းကြက်သွန်အဖြူအနီနဲ့ငံပြာရည်အရသာမော့အကုန်အစုံထည့်ပြီးတော့မှစီစားတတ်ပါတယ်စီတက်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမငပိရည်လေးစားပြီးတော့လောင်းထည့်လိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေလေးနည်းနည်းထပ်ထည့်ပါတယ်နော်ဘာဖြစ်လဲဆိုတော့ငပိရည်ကြီးပဲဆိုလို့ရှိရင်အရန်ငံသွားမှာဆိုလို့ပါနည်းနည်းလေးအဖုံးအုံပြီးတော့ဒီပွက်လာတဲ့အထိဆူလာတဲ့အထိစောင့်နေပေါ့နော်ပြီးသားပြီဆိုလို့ရှိရင်တော့ညီမတို့လိုအပ်တဲ့အရာလေးထပ်ထည့်ပြီးတော့ရပါပြီနောက်ဆုံးတော့ညီမစားခြင်းနဲ့ဟင်းပွဲ3ခုစလုံးရပါပြီဒီညတော့ထမင်းမိန်ပါပြီရှင်ဘိုင်ဘိုင်